Romeo point တန်ချက်ကကားနဲ့ပဲအရှိလေးတော့နည်းနည်းတိုးရတယ်စမိုင်းအမပြစ်ချက်အောက်မှာ NGG Zerat ရောက်ရင်နော်အမားနဲ့နာမည်မေးလိုက်တာရောက်ဖုံးလို့တစ်ချက်ပစ်လိုက်တာနော် AMR ကြီးနဲ့နော် AMR အမားကြီးနဲ့လှမ်းထုတာစမိုင်း AUG ကင်ထားတယ်နောက်ထပ်ကျွန်တော်တို့က AMR အမားကြီးကင်ထားတယ်ဗျ YG နေတလုံးတော့စတင်ပြီးတော့မိတ်ဆက်ပေးထားတယ်စမိုင်းအမားဖြစ်သွားတယ် GG နော် nice top 40ပါလာပြီရောက်ဒီပွဲတော့ YG ချစ်ကန်ရပြီလားတော့မသိဘူးနော်အော်ရ VKS လက်ကျန်သေးတယ်ကွာ VKS ကဟောမြန်မာအသင်းထင်တယ်ဟုတ်တယ် VKS ကမြန်မာအသင်း VKS GZ YG မြန်မာအသင်း3သင်းအောင်ကျန်တယ်ဒါကြီးတွေโอเคမီနော်ကမိုင်နာပါဟာအော်မဟုတ်ဘူးကျွန်တော်မြန်ကလစ်ကိုပေါင်းတာမြန်ကလစ်ကိုပေါင်းတာအကျင့်ပါသွားလို့ဘရိုရေနော်မိုင်နာဆိုလဲမိုင်နာလိုက်ဗျာဒါပေမဲ့ကျွန်တော်ပေးတဲ့မီနော်ကပိုလှပါတယ်မိုင်နာအဲ့လောက်မလှဘူးဗျာမီနော်ပိုလှတယ်သွားဟွာအင်္ဂလိပ်စာကိုပြမှာမြန်ကလစ်ကိုပေါင်းတာတွေကအကျင့်ပါနေတော့မီနော်လို့အလွယ်ထွက်လိုက်တာကဲစမိုင်းဖြစ်ပါတယ်အော်အတန်ထွက်လေးမှားတာလေးရှိရင်လည်းခွတ်လို့နားလေပြီပါဒါကြီးတို့ရဲ့ NGZ Eman ရှိတဲ့ဘက်ကတော့အမူရာဘေဘီဖိဖိပေါ်တော့ကြိုးစားတယ်နောက်ကနေကျွန်တော်တို့ rap ဒါပေမဲ့ပေးတာချက်အောက်မှာအမူရာဘေဘီပြန်တော့မှောက်သွားတယ်ဗျ Romeo Boy ဟုတ်တယ်တကယ်ချစ်ကန်ရပြီဒီပွဲကနော်မာနပွိုင်းနော်နေကဲအီမန်ကိုတော့အပါပါခေါ်ပေးထားတယ်ကိပွဲလေးထပ်ပြီးတော့ရအောင်မလားပေါအောင်မလားYG တွေသူတို့ရရှိထားတဲ့ဒီတောင်ကုန်းအပေါ်လေးကိုတော့အကောင်းမွန်ဆုံး control လုပ်ပေးထားနိုင်တယ်ဗျဒါကြောင့်မလို့ winner chicken dinner ကြာခဲ့ချင်းတွေအတွင်းမှာသိမ့်ပိုက်သွားတော့မလားစောင်းတော့ကြည့်ရမယ်ဘာမှမလို့ဖြစ်သွားနိုင်တဲ့ပတ်ပကြီးဆိုတော့အပိုင်တော့ပြောလို့တော့မရသေးဘူးဗျဒီဘက်မှာလည်း non နေက player HP ကတော့ပြန်တော့ထလာပြီ first aid ပါတခါလေးထိုးပြီးသွားပြီ VKS player 2ယောက်ကြံမယ် GC 2ယောက် NGZ 1 man alive winner chicken dinner ကတော့ percentage ကတော့တော်တော်လေးကိုများနေခဲ့ပြီလို့ပြောလို့ရတယ်ဗျကဲကြည့်နေရပေါ်တကယ်ချင်းတွေတဲလေးလက်မလေးဟာဟာလေးဝိုးလေး reaction လေးလာတော့ဘွားလေးနှိပ်ပြီးတော့ရောက်ကလပ်တီကို YG ဆိုပြီးမြန်မာလန်လေးလွှင့်လို့ရပြီဗျာဒီပွဲ chicken ရပြီထင်တာပဲမာနန် NGZ rap ကိုတော့သုံးသက်ပေးလိုက်ပြီဗျမြန်မာအသင်း3သင်းမဲ့ကြံမယ် Romeo Boy တန်ချက်ကကားလေးနဲ့ပဲ position လေးကိုရွှေ့နေခဲ့ပြီ DJ မှာ GC တွေ VKS player လေးဟိုးနေခဲ့တဲ့ဒီကုန်းပေါ်ကိုတော့ဒါကားနဲ့ပဲတဲ့ပဲတွန်းလာခဲ့အနေထားမှာတော့ face to face close ပတ်တဲ့ဖန်တီးရမယ့်ပုံစံတော့ရှိတယ် GC player တွေရဲ့လက်ထဲမှာတော့ နေကလုံးကင်ထားတယ်ဗျနေတွေတောက်လျှောက် damage တွေဝင်လာခဲ့နောက်မှာသွေးရတာတော့တော့ကျိုးသွားခဲ့ပြီ MH နေကလုံးနဲ့ပဲပြန်ပြီး response ပြန်ပြီးတော့ကျိုးသားနေတယ် DJ မှာ စိတ်ကလောက်ရဲ့ AUG damage ပေးတဲ့ချက်တွေမှာပဲခင်ပျောက်ကွယ်သွားခဲ့သလို GC crazy ကိုပါထပ်ပြီးတော့ Romeo Point အမ်မေးထားခဲ့တယ် last ပတ်တဲ့အနေထားမှာတော့ဒါ VKS တွေရှိနေခဲ့တဲ့ဘက်ကိုတဲ့ပဲ Romeo Point ကားနဲ့ပါချိန်ပေးထားတဲ့နောက်မှာတော့ winner chicken dinner ကိုတော့ round 3 Iraq ပွဲစဉ်မှာ very easy တိတ်ပြီးတော့အရန်ကြီးကြိုးစားအားထုတ်မှုမလုပ်လိုက်ရဘူးဗျာအေးစစ်စစ်လေးပဲဇုံရန်ကောင်းနေတဲ့အချိန်မှာဇုံလေးဟလားကိုဘက်ကဇုံရန်ကောင်းနေတဲ့အချိန်မှာဒီဇုံပေါ်မှာပဲမှုတီးပြီးတော့အကောင်းပုံလို့ဖြည်းဖြည်းချင်းရွှေ့ပြီးတော့နောက်ဆုံးမှာ position အသာလေးနဲ့ပဲအေးစစ်စစ်လေးပဲဒီပွဲမှာတော့ဒါ YG အနေနဲ့ winner chicken dinner ကိုအိတ်ထဲကိုဒါကောက်ထည့်လိုက်တာဖြစ်ပါတယ်နော်